ဘာစီးနိုင်တဲ့တုံးလေးထူတယ်ပါကြီးကဲတော်ပါရောစစုံနေရှိနေကြပါတယ်တုံးထုထဲမှာလှပရဲ့ကြီးကဲလေးရဲ့ထေးဆိုလိုက်တယ်တုံးတစ်ခုလုံးအောင်နှှရှုံထားပါတယ်တန်စင်တွေကလှပတော့ပြန်ရောင်ကျက်တူတွေကအထိုင်တဲကနေထွက်လာပါတယ်ပြန်ရောင်ကျက်တူတွေရဲ့မိကတော့ပြင်သွားနေတာဖြစ်ပါတယ်ပြန်ရောင်ကျက်တူရွေတွေကတော့ပြောင်းလို့နေပါတယ်အဲ့ချိန်မှာတော့တတော်တော်တက်စီတော်ကြီးကြီးကဲတွေကိုလှောင်းလိုက်တော့ပါတယ်အပြန်ရောင်ကျက်တူတွေနဲ့အတိုက်တဲကနေပြုတ်ချသွားပြီးလှောင်းရင်းထဲကြောက်သွားပါတယ်ကျင်းငတ်တွေအားလုံးဖမ်းဆီးနေတဲ့ဖွဲတစ်ဘက်ကငတ်တွေကိုရောင်းစားလိုက်ပါတယ်။ပြန်အောင်ချက်တွေရေးလည်းအမေရိကကိုရောက်လာခဲ့ပါတယ်။နှင်းတော်ထဲမှာကုန်ကားလေးကတွားနေခဲ့ပါတယ်။စောင်းရည်မို့လို့နှင်းတွေနဲ့အိတ်ခဲနေပါတယ်။မိဘမှာရက်နေတဲ့ကျင်းငတ်တွေကကောင်းမောင်းတဲ့တူတွေမြင်ရတာကြောင့်ပြန်အောင်ချက်တွေလည်းကားထဲကနေထွက်ချသွားခဲ့ပါတယ်။မျက်မှန်နဲ့ကောင်းမလေးတယောက်ရောက်လာပြီးတော့ပြန်အောင်ချက်တွေကိုပုတ်တက်ပေးနေပါတယ်။ချမ်းနေရဲ့ပြန်အောင်ချက်တွေလည်းတော်ရှင်သွားပါတယ်။မျက်မှန်နဲ့ကောင်မလေးကအပြန်ရောင်ချက်တွေတွေကိုမိထားလိုက်ပါတယ်။မျက်မှန်နဲ့ကောင်မလေးရဲ့နာမည်ကတော့လင်ဒါပဲဖြစ်ပါတယ်။လင်ဒါကတော့အပြန်ရောင်ချက်တွေတွေကိုဘလူးလို့နာမည်ပေးလိုက်ပါတယ်။ဘလူးကတော့လင်ဒါကိုနှိုးနေပါတယ်။ဘလူးမှာအပေါင်းအသင်းမရှိတာကြောင့်လင်ဒါကိုပဲအားကိုးနေရပါတယ်။မြို့ပေါ်မှာပဲနေတာကြောင့်ဘလူးကခင်မိနေပါတယ်။လင်ဒါရဲ့စာအုပ်လေးစားအုပ်ဆိုင်လေးမှာတော့ဘလူးကနေထိုင်ပါတယ်။ဘလူးကမပြန်တတ်တာကြောင့်ပြန်တင်ချင်နေပါတယ်။ရုံးမှာပဲကြီးပြီးလာရတဲ့အတွက်ဘလူးကတော့မပြန်တတ်ပဲဖြစ်နေပါရဲ့။ဒီနေ့မှာတော့လင်ဒါရဲ့ဆောင်းဆိုင်လေးကိုဖွန်လာကြောင်တဲ့တူလီယိုကရောက်လာခဲ့ပါရဲ့။တူလီယိုကတော့ချင်းငတ်တဘာဝထိမ့်ထိမ့်နဲ့ဖွဲကောင်ပဲဖြစ်ပါရဲ့။ဘလူးကိုတော်လေးပြန်ဖို့ရမယ်လို့ပြောပါရဲ့။စာပိုင်းမှာလင်ဒါကလူးကိုတော်လေးပြန်ဖို့သဘောမတူပေမဲ့နောက်ပိုင်းမှာလင်ဒါကသဘောတူခဲ့ပါရဲ့။လင်ဒါနဲ့ဘလူးတို့ကဘရာဇီးကိုထွက်ခဲ့ကြပါရဲ့။ဘရာဇီးကိုတခါမှမရောက်ဘူးရဲ့ဘလူးတာကတော့အထူးဆန်းဖြစ်နေပါရဲ့။ဘလူးကိုဘရာဇီးကငှက်တွေကစကားလာပြောနေပါတယ်။ဘလူးကပြန်ပြောလိုက်ပါတယ်။နေကောင်းလားပါညာရှီရှောင်းပဲဖြစ်ပါတယ်။တူလီယိုကတော့ဘလူးကိုတဝါထိန်ထိန်စကန်ဖွဲကိုရောက်လာခေါ်လာခဲ့ပါတယ်။တတော်ထိန်ထိန်ထဲမှာတော့ထိန်ထိန်သားတွေငှက်တွေအများကြီးရှိပါတယ်။တူလီယိုကဘလူးကိုခန်းထဲထည့်လိုက်ပါတယ်။တတော်လေးမြောက်ဘူးတဲ့ဘလူးကတော့အထူးဆန်းဖြစ်နေပါတယ်။ဘလူးနဲ့တူရဲ့ပြန်ရောင်ချက်တူရည်တွေလည်းရှိပါတယ်။သူ့ရဲ့နာမည်ကဂျူဝဲပါ။ဘလူးကတော့ကောင်မလေးမမြင်ဘူးလို့ဂျူဝဲကိုတေးသေးချာကြည့်နေပါတယ်။ဘလူးကတော့အေးဆေးဆေးဖြစ်ပေမဲ့ဂျူရင်ကတော့ထိန်းထိန်းပြေဘက်ကိုထွက်ချင်နေခဲ့ပါ යි ထိန်းထိန်းစကန်ရဲ့အပြင်ဘက်ကိုထွက်ချင်နေခဲ့တာပါရိုမန်တစ်ဖြစ်နေတဲ့ဘလူးတို့နှစ်ယောက်ကလင်တာနဲ့တူရီယိုကအံ့ဩနေပါ යි နိုင်ချေကတော့ငှက်ဖမ်းတဲ့ဖွဲ့ကပဲဖြစ်ပါ යි ခုလေးကျော်ကရောက်လာပြီးတတော်ထိန်းထိန်းရဲ့အချင်းငတ်တွေအားလုံးကိုဖမ်းဆီးခဲ့ပါ යි အဲ့ထဲမှာဘလူးလည်းပါဝင်ဖြစ်နေပါ යි အထာကြကြတဲ့ဘီလိန်နိုင်ချေကတော့ပြုံးလွန်နေပါ යිဘလူးကလည်းငှက်ဖမ်းစီးရဲ့လှောင်ရည်ထဲမှာပဲဖြစ်ပါ යි ပြေးပေါင်းမရှိရဲ့လှောင်ရည်ထဲကနေထွက်ဖို့ဆိုတာခင်းရင်နေပါ යි ဂျူဝဲကတော့တေချင်အောင်ဆောင်ပြီးတော့ထွက်ပြေးပါတယ်ဒါပေမဲ့ဘလူးကမပြန်တတ်တာမလို့ကြောင်ပိတ်နေကြပါ යි ငှက်ဖမ်းတဲ့ခေါင်းဆောင်တူကြီးကတော့တူရနှစ်ထောင်နှစ်ယောက်ကိုဖမ်းခိုင်းလိုက်ပါ යි မန်ယူနဲ့ချယ်ဆီပွဲကလည်းကောင်းနေပါ යි ဘလူးနဲ့ဂျူဝဲကထွက်ပြေးခဲ့ကြပါ යි မပြန်တတ်တဲ့ချယ်ရီတွေဘလူးကတော့ဂျူဝဲနောက်ကိုလမ်းမေးလျှောက်လို့နေခဲ့ပါ යි နိုင်ချေကတော့ရောက်လာပြီးတော့ဘလူးတို့နှစ်ယောက်ကိုလိုက်ဖမ်းပါ යි အိမ်ခေါမိုးပေါ်မှာဘလူးတို့နှစ်ယောက်ကတူပြားကိုရှော့စီးနေကြပါ යි နိုင်ချေနဲ့မီးတိုင်ကိုတိုက်မိတော့ပြီးလျှက်စိတ်ရှော့ဖြစ်သွားပါ යි မယူနဲ့ချယ်ဆီဘောလုံးပွဲကကောင်းနေရအောင်မလို့တမျိုးလုံးနဲ့မီးပြတ်သွားပါ යි ဘရာဇီးပီဂူရီကတော့ဘလူးနဲ့နိုင်ချေကိုမျက်နှာကြီးပို့နေပါပြီဘလူးနဲ့ဂျူဝဲကတောထဲကိုရောက်လာပါ යි ဘလူးနဲ့ဂျူဝဲကတောထဲကိုရောက်လာပါ යි တတော်ထဲမရောက်ဘူးတဲ့ဘလူးကထူးဆန်းနေပါ යි ဘလူးနဲ့ဂျူဝဲလည်းမျောစင်းပေါ်မှာအိမ်လိုက်ကြပါ යි လှပတဲ့တတော်အုပ်ကြီးကိုကြည့်ပြီးဘလူးလည်းမျောစင်းပေါ်မှာပဲအိမ်လိုက်ပါ යි နောက်တရကျတော့လင်တာကဘလူးပြောက်တာပြီးမလို့လိုက်ရှာနေပါ යි အဲ့ဒီအချိန်မှာဖုန်လေးကျော်ရောက်လာပြီးတူယူသွားတာလို့ပြောလိုက်ပါ යි လင်တာကတော့ဘလူးကိုတွေ့အောင်ရှာရှင်နေပါ යි လင်တာဖုန်လေးကျော်ကတော့ဘလူးကိုရှာပေးမယ်လို့ပြောခဲ့ပါ යි တူရီယိုနဲ့လင်တာနဲ့တူရီယိုဖုန်လေးကျော်ကဘလူးကိုရှာဖို့ထွက်လာခဲ့ကြပါ යි ဘလူးတို့ကတွိုင်းနဲ့ကလေးတိုင်းနဲ့ဝင်တိုးပါ යි မျိုးကြီးကတော့ဘလူးတို့ကိုတွေ့တာပါ යි တန်ကျိုးခတ်တာကိုမြင်တော့ပြုတ်ဖို့လုပ်ပါ යි ဒါပေမဲ့စတီးတန်ကျိုးမလို့မပြုတ်ပါဘူးမျိုးကြီးကတွေ့ခင်ချင်းမိုက်ကယ်စီမှာပြုတ်လို့ရတယ်လို့ပြောပါ යි မျိုးကြီးရဲ့ကောင်မလေးခင်ကတော့အပင်တွားဖို့ကိုတားနေပါ යි မျိုးကြီးနဲ့ရှီချောင်းလှုပ်ပြီးတော့ထွက်လာခဲ့ပါ යි
ီးဆက်သွားဖို့အတွက်ဘလူးနဲ့ဂျိုဝယ်လည်းတောင်ပေါ်ကိုရောက်လာပါတယ်မပြန်တတ်တဲ့ဘလူးကိုမျိုးကြီးကဂျိုဝယ်နဲ့အောင်တွယ်ပေးနေပါတယ်ဘလူးနဲ့ဂျိုဝယ်လည်းတောင်ပေါ်ကနေပြုတ်ကျသွားပြီးတော့လေဒီစီးနေတဲ့ပေါ်ကိုပြုတ်ကျသွားပါတယ်လေဒီကပြုတ်ကျပြီးမျိုးတဲကိုရောက်လာပါတယ်ဒီလိုနဲ့ကမ်းခြေရောက်လာပြီးတော့ဘလူးတို့ကလည်းပါတီတစ်ခုကိုတွေ့လို့ဝင်သွားကြပါတယ်ဘလူးလည်းမိတ်ဆွေတွေတကယ်ချင်းတွေရတာပါတယ်ပါတီတဲမှာတော့ကျင်းငတ်တွေစုံနေပါတယ်ရဲလေးနဲ့မိုးမိုးကတော့အဆိုတော်တွေဖြစ်ပါတယ်ဇလန်းတစ်ခုလုံးကိုတီးဆိုထားကြပါတယ်ရဲလေးမိုးမိုးမျိုးကြီးဘလူးနဲ့ဂျိုဝယ်တို့ကကားမိတော့ပါတယ်ဘလူးလည်းကောင်မလေးနဲ့တကားမှမကဘူးတာကြောင့်ဂျိုဝယ်နဲ့ရိုမန်တစ်ဖြစ်နေပါတယ်တနလာဖြတ်မြောက်လေးတွေနိုင်ချေတို့ကဝင်ရှုပ်တာကြောင့်ဘလူးတို့ဘောလုံးထွက်ပြေးရပါတယ်ဒီလိုနဲ့ဘလူးတို့အဖွဲ့ကလည်းတရားသားပုံမှာပဲဖြစ်ပါတယ်ရဲလေးနဲ့မိုးမိုးတို့ကတော့အခြေတချင်းတွေတီးဆိုနေကြပါတယ်အလိုက်တိတဲ့မျိုးကြီးကဘလူးကိုဂျိုဝယ်ကိုဖွင့်ပြဖို့တိုက်တွန်းနေပါတယ်ဘလူးနဲ့ဂျိုဝယ်ကိုစကားတော်ပြောလိုက်ပါတယ်ဒီလိုနဲ့ဘလူးတို့နှစ်ယောက်သားကချစ်ပန်းလေးတွေပွင့်နေကြပါတယ်ရဲလေးမိုးမိုးမျိုးကြီးတို့ကလည်းပြောနေကြပါတယ်ဘလူးတို့ကလည်းတန်ကျိုးကိုဖြုတ်ပြီးမဲ့မိုက်ကယ်စီကိုရောက်လာခဲ့ကြပါတယ်အစားနောက်တိုင်နဲ့မိုက်ကယ်ကတော့ဘလူးတို့ကိုစားနောက်ပါတယ်မိုက်ကယ်လည်းဘလူးနဲ့ဂျိုဝယ်ကိုကျိုးဖြုတ်ပေးလိုက်ပါတယ်ဒီလိုနဲ့ဘလူးနဲ့ဂျိုဝယ်လည်းပြန်တော့မှာပါဒါပေမဲ့ဘလူးကမပြန်တန်းတာကြောင့်ဂျိုဝယ်နဲ့စိတ်ဆိုးတော့ပါတယ်စိတ်ဆိုးတော့တဲ့ဂျိုဝယ်ကိုနိုင်ကျဲကဖမ်းလိုက်ပါတယ်ဘလူးလည်းလမ်းလျှောက်ပြီးတွားနေပါတယ်ဖုန်းတစ်ကျော်လင်တာတူဒီယိုတို့ကလည်းဘလူးကိုလိုက်ရှာနေကြပါတယ်မျိုးကြီးကမြင်သွားပြီးဘလူးကိုပြောလိုက်ပါတယ်ဘလူးလည်းဂျိုဝယ်ကိုကဲဖို့မိုက်ကယ်နဲ့အတူတွားလိုက်ပါတယ်ကာနီဗယ်ပွဲတော်ကျင်းပနေတာကြောင့်လမ်းမှာတော့ရှုံနေပါတယ်တူဒီယိုနဲ့လင်တာကကာနီဗယ်ပွဲတော်ထဲမှာဖြစ်ပါတယ်လင်တာကတော့ဘလူးကိုမြင်သွားပါတယ်ဘလူးကတော့ဂျိုဝဲစီကိုရောက်လာပါတယ်အတားကျတဲ့နိုင်ကျဲဟာဘလူးကိုဖမ်းလိုက်ပါတယ်ဘလူးတော့ခုံလုံးပဲဖမ်းခံလိုက်ရပါတယ်ကပန်းသမားဆရာတုတ်ကြီးကတော့လေစိတ်ကိုထွက်လာခဲ့ပါတယ်လင်တာနဲ့တူဒီယိုကလည်းဘလူးကိုကဲဖို့တွားနေပါတယ်ဖုန်းလေးကြော်တဲ့ဘလူးကိုလှုပ်ပေးချင်ပေမဲ့ကပန်းသမားခေါင်းဆောင်ကြီးကတားလိုက်ပါတယ်တူဒီယိုနဲ့လင်တာနဲ့ကပန်းခေါင်းဆောင်ကိုတားလိုက်ပါတယ်ဒါပေမဲ့မမီလိုက်ပါဘူးဘလူးကတော့လေရင်ပြန်ပေါ်မှာပါကပန်းခေါင်းဆောင်ကတော့လေရင်ကိုမောင်းနေပါတယ်ဘလူးမျိုးကြီးရဲလေးမိုးမိုးဂျူဝယ်တို့အဖွဲ့ကလည်းအခြားငတ်တွေလည်းနဲ့ဖမ်းဆီးထားကြရပါတယ်ဘလူးကမိသားစေဖို့ကိုတုံးပြီးတော့လှောင်ရင်ကိုဖွဲ့ဖို့လုပ်ပါတယ်ဘလူးလည်းလှောင်ရင်ထဲကနေလွတ်သွားပါတယ်အခြားငတ်တွေကိုလှုပ်ပေးပြီးလှောင်ရင်ထဲကနေလှုပ်ပေးပါတယ်လေရင်ပေါ်ကငတ်တွေလည်းပျော်ရွှင်စွာနဲ့လွတ်မြောက်သွားပါတယ်နိုင်ကျဲရောက်လာပြီးတော့ဘလူးကိုတားလိုက်ပါတယ်ဘလူးကမိသားစေဖို့နဲ့နိုင်ကျဲကိုချိတ်လိုက်ပါတယ်အထာကျတဲ့နိုင်ကျဲကအထာမကျပဲလင်ရင်တိုက်မိပြီးအမွှေးနှုတ်ခံရပါတယ်လင်ရင်လည်းမှောက်တော့မှဖြစ်လို့ကောင်းဆောင်လည်းလင်ရင်ပေါ်ကနေခုန်ချပါတယ်သူ့ရဲ့လက်ထောက်တွေလည်းအပါဝင်ဖြစ်ပါတယ်အကုန်လုံးလွတ်တဲ့ထဲမှာဂျူဝေကတော့တောင်ပန်ထိတာတော့မပြန်နိုင်ပဲဖြစ်နေပါတယ်ဘီလူးနဲ့ဂျူဝေလည်းလင်ရင်ပေါ်ကနေခုန်ချလိုက်ပါတယ်မပြန်တတ်တဲ့ဘလူးကတော့အချိန်မှငယ်ငယ်တုန်းကအချိန်ကိုပြန်မှတ်မိတော့ပြီးပြန်လို့ရတော့ပြီးတော့ဂျူဝဲကိုကယ်လိုက်နိုင်ခဲ့ပါတယ်ဘလူးလည်းလီနာစီကိုပြန်ရောက်လာခဲ့ပါတယ်စတိန်ပိုင်းမှာတော့လင်နာတူလီယိုဖုန်နီဂျိုကလည်းဘလူးကိုသူ့ရဲ့အိမ်ဖြစ်တဲ့တော်တော်လေးပြန်ပို့ခဲ့ကြပါတယ်